ပြုံးလင်မျိုးရဲ့ရက်ကွက်ကြီး21မိုးကြိုးပြစ်ပေါ့နော်ဒါမိုးကြိုးပြစ်ဆိုတဲ့ရက်ကွက်ကကျွန်တော်တို့ပြုံးလင်မှာအနီးစခန်းလူမျိုးပဲလူအရန်စီကားတယ်လူအရန်ကြိုက်တယ်အလားလာနေတဲ့အများကြီးရှိတဲ့နေရာမှာတည်ရှိတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမိုးကြိုးပြစ်တယ်မှာရှိတဲ့အိမ်လေးတစ်လုံးကိုအယောင်မိတ်ဆက်ပေးပါမယ်နေရာအနေနဲ့ကလည်းဒါကျွန်တော်တို့ပြုံးနေရဲ့ရက်ကွက်ကြီး17ရင်ငယ်နဲ့မိုးကြိုးကိုချိတ်ဆက်ထားတဲ့ main land ကနေဒါအကျမ်းမျိုးကျွန်တော်ထင်တယ်ဂိုင်း200လောက်ပဲဝင်ရတဲ့အတိုင်းအတာမှာတည်ရှိတယ်ချန်ကျယ်ဝန်းအနေနဲ့ကဒါပေ40 50နှစ်ပေါ်မှာတည်ဆောက်ထားတဲ့ RC တစ်ထပ်ခွဲတိုက်လည်းဖြစ်ပါတယ်အဲ့တော့ခြံဝင်းထဲမှာလဲကား2စီး3စီးလောက်ကိုထားလို့ရမယ်အဲ့တော့ဒီအိမ်မှာအားသာချက်အနေနဲ့ကသူ့ရဲ့ပတ်ဝန်းကျင်ပေါ့နော်ပတ်ဝန်းကျင်ကတော်တော်လေးကောင်းတဲ့ထဲမှာပါတယ်ပတ်ဝန်းကျင်မှာလူနေအိမ်ကြီးအိမ်ကောင်းတွေနဲ့တည်ရှိတာဖြစ်ပါတယ်အဲ့တော့အိမ်ထဲမှာအခန်းဖွဲအနေနဲ့ကတော့ဒါအောက်ထပ်မှာကတော့ living room ကျတစ်ခုပါမယ် dining kitchen ပါမယ်အခန်းဖွဲအနေနဲ့ကတော့ဒါအခန်းဖွဲကရိုးခန်းကို4ခန်းပါရှိတဲ့အတိုင်းအတာဖြစ်ပါတယ်ဘုံယူချိုးခန်းအိမ်သာတွေလည်းပါရှိတာဖြစ်ပါတယ်ခေါ်ဆိုရတဲ့ဈေးနှုန်းကလည်းဒါပေ40 50နဲ့ပတ်ဝန်းကျင်ကောင်းမှာတည်ရှိတဲ့ဟာကိုဈေးနှုန်းအနေနဲ့က3,000ပဲခေါ်ဆိုရတာဖြစ်ပါတယ်မြေမျိုးစားအနေနဲ့ကရွာမြေဖြစ်ပြီးတော့မျက်နှာလက်ကတော့တောင်ရက်လက်ဖြစ်ပါတယ်စိတ်ဝင်စားနေဆိုရင်ကျွန်တော်ရဲ့ဆွီထုံးကိုဆက်သွယ်စုံစမ်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်